ဆယ်နှစ်အရွယ်လေးနဲ့မနေနှင်းရွှေစီအိမ်ကိုလုံရင်ငလင်ကြောင်ဆုံးပါသွားရှာတဲ့သမီးလေးမို့ပြည့်အသက်10နှစ်အရွယ်သမီးငယ်ဖြစ်ပေမဲ့ဘဝအခြေအနေအရအရွယ်နဲ့မလိုက်အောင်အလုပ်လုပ်ရင်းနဲ့အသက်ဆုံးရှုံးသွားခဲ့ရတာကတော့အသက်10နှစ်အရွယ်သမီးငယ်လေးမို့ပြည့်ဖြစ်ပါတယ်။10နှစ်အရွယ်သမီးငယ်လေးမို့ပြည့်ဟာ Great Wall Hotel ပြိုကျမှုမှာအလုံးတနာကင်းနာတက်ချင်းခံနေရတဲ့မနေနှင်းရွှေရဲ့သမီးလေးနှစ်ယောက်ကိုအခုထိန်းပေးရင်းနဲ့အသက်ဆုံးရှုံးသွားခဲ့ရတာပါ။အလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာစီးပွားရေးတွေတနေ့တခြားကျဆင်းလာချိန်မှာစီးရင်တွန်းပါတဲ့မိသားစုတွေဟာအရွယ်မြောက်သေးတဲ့ကလေးငယ်တွေကိုအလုပ်လုပ်ခိုင်းကြရပါတယ်။ဒါကြောင့်လည်းမြန်မာနိုင်ငံမှာကလေးအလုပ်သမားတွေကပို့ပြီးတော့တိုးလာခဲ့ရမှာအသက်10နှစ်အရွယ်ဆိုတာကကစားလို့ကောင်းတဲ့အရွယ်ဆိုရင်လည်းမမားပါဘူးဒါပေမဲ့လည်း10နှစ်သမီးအရွယ်မမိုးပြည့်ကနေကနေမနေနှင်းရွှေတို့အိမ်မှာအလုပ်လာလုပ်ရင်းနဲ့မနေနှင်းရွှေရဲ့သမီးလေးတွေကိုထိန်းရင်းနဲ့အလုပ်လုပ်ရပါတယ်ဒီလိုနဲ့မတ်လ28ရက်နေ့မှာငလင်လှုပ်တော့ Great Wall Hotel ပြိုကျမှုမှာသမီးငယ်လေးမိုးပြည့်ကမနေနှင်းရွှေရဲ့မိသားစုဝင်တွေနဲ့အတူသေဆုံးသွားခဲ့ပါတယ်အခုခါမှာတော့ Great Wall Hotel ဘက်ကပေးတဲ့ရော်ချင်းငွေကိုမနေနှင်းရွှေကမယူပေမယ့်အသက်10နှစ်အရွယ်အိမ်အကူသမီးငယ်လေးမိုးပြည့်ရဲ့ဖခင်ကတော့ Great Wall Hotel ဘက်ကပေးတဲ့နစ်နာကြေး360ကိုယူလိုက်ပြီးတော့သမီးငယ်လေးတို့အလူတန်းတွေကိုပြုလုပ်နေရလို့သိရပါတယ်လူတွေကတော့သမီးငယ်လေးမိုးပြည့်နေနဲ့နောက်ဘဝမှာဒီလိုအဖြစ်ဆိုးနဲ့မကြုံကြစေဖို့ဆုတောင်းပေးနေကြပါတယ်ရှင်